မိုးမင်းရဲ့စာကြည့်စပွဲအဟောင်းကြီးကိုသူ့ဖေကရွာထဲကလူကြီးတယောက်စီကဝယ်ယူလာခဲ့တယ်။စပွဲရဲ့ညာဘက်ခြေထောက်မှာထူးဆန်းတဲ့အရာခွေးကလေးပုံစံကြောက်စိမ့်ရုပ်ကလေးတစ်ခုကိုတစ်သားနဲ့ထွင်းထားတယ်။ဒါပေမဲ့အဲ့ဒီရုပ်ကလေးကညာဘက်ရောက်ရင်မိခိုးရောင်အလင်းလေးတောက်နေတတ်တယ်။မိုးမင်းအပါဝင်မိသားစုအားလုံးအယမ်းကြောက်ကြတယ်။ကြောက်တာထက်စူးစမ်းလိုစိတ်ကပိုများလာတဲ့မိုးမင်းဟာဘိုးဘေးတွေရဲ့စာရွက်စာတမ်းတွေထဲလှန်ရှာကြည့်တယ်။စပွဲဟာကျေးလက်ဒေသကဆရာတော်ကြီးတစ်ပါးပိုင်ခဲ့တဲ့စပွဲဖြစ်ပြီးခွေးကလေးရုပ်ဟာကြောက်စရာကောင်းတဲ့နတ်ကောင်မဟုတ်ဘူးဆိုတာသိရတယ်။ကျောင်းကပြန်လာတဲ့လမ်းမှာမိုးမင်းဟာတငယ်ချင်းတယောက်ရဲ့လက်ပတ်နာရီပြောင်းနေတာကိုတွေ့တယ်။သူကိုယ်တိုင်လည်းဘယ်မှာပြောင်းမှန်းမသိညအိမ်မှာစာကြည့်ရင်ခွေးကလေးရုပ်ကိုစိတ်ထဲကဒီလက်ပတ်နာရီလေးပဲပြန်ပေါ်ရင်ကောင်းမှာပဲလို့တစ်ချိန်လုံးဆူတောင်းနေမိတယ်။ရုတ်တရက်ခွေးရုပ်ကလေးကအလင်းလေးတောက်ပြီးသူ့မျက်လုံးထဲမှာလက်ပတ်နာရီကျတဲ့နေရာကျောင်းခြံဝင်းထဲကပန်းပင်အောက်ကိုပြနေခဲ့တယ်။နောက်တနေ့မနက်မှာမိုးမင်းဟာသူ့မျက်လုံးထဲမြင်ခဲ့ရတဲ့နေရာကိုသွားကြည့်တယ်ဟုတ်ပါတယ်။တငယ်ချင်းရဲ့လက်ပတ်နာရီလေးဟာပန်းပင်အောက်ကမြက်ခင်းထဲမှာတောက်နေတဲ့သူ့ညီမရဲ့ပျောက်ဆုံးနေတဲ့ခဲရန်လေးကိုရှာဖို့စူးစမ်းကြည့်တယ်။ညဘက်မှာခွေးရုပ်ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးခဲရန်အကြောင်းအာယုံစိုက်တယ်ခဏအကြာမှာပဲသူ့မျက်လုံးထဲမှာစပွဲအောက်ခြေကအကြောင်းလေးထဲမှာခဲတဲ့ညှက်နေတဲ့ပုံကိုမြင်ရပြန်တယ်ဒီတခါတော့သူသိလိုက်ပြီးဒီခွေးကလေးရုပ်ဟာပျောက်ဆုံးနေတဲ့အရာတွေကိုရှာဖွေပြတဲ့အကူအညီပေးတဲ့ကောင်လေးပဲဆိုတာ